ပျော်ရွှင်တည်မြဲသောအိမ်အောင်ရေးအကြောင်းအိမ်အောင်ရေးတစ်ခုကိုတည်မြဲပြီးပျော်ရွှင်အောင်ထိန်းသိမ်းနိုင်ဖို့ဆိုတာအလွန်အရေးကြီးပါတယ်။ဒီလိုအောင်မြင်တဲ့အိမ်အောင်ရေးတစ်ခုရရှိဖို့အတွက်အခြေခံအချက်တွေကိုနားလည်ထားဖို့လိုပါတယ်။ပထမဆုံးကတော့ယုံကြည်မှုပါ။တယောက်ကိုတယောက်ယုံကြည်နိုင်ခြင်းဟာအိမ်အောင်ရေးရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးမယုံကြည်မှုတွေဖြစ်လာရင်ဆက်ဆံရေးကလွယ်ကူပဲပျက်စီးသွားနိုင်ပါတယ်။နောက်တစ်ချက်ကတော့ဆက်သွယ်ပြောဆိုမှုပါ။မိမိရဲ့ခံစားချက်တွေစိတ်ကူးတွေပြဿနာတွေကိုဖွင့်ဟပြောဆိုနိုင်ဖို့အရေးကြီးပါတယ်။မပြောဘဲထားလိုက်ရင်မနားလည်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။တတိယကတော့အပြန်အလှန်လေးစားမှုဖြစ်ပါတယ်။တယောက်ရဲ့အမြင်တွေခံစားချက်တွေဆုံးဖြတ်ချက်တွေကိုလေးစားပေးနိုင်မှသာဆက်ဆံရေးကတည်ငြိမ်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာကသီးခံမှုနဲ့နားလည်မှုပါ။လူတိုင်းမှာအပြစ်အနာတွေရှိတာကြောင့်တယောက်ကိုတယောက်သီးခံပြီးနားလည်ပေးနိုင်ဖို့လိုအပ်ပါတယ်။ပြီးတော့တာဝန်ယူမှုလည်းအရေးကြီးပါတယ်။အိမ်အောင်ရေးမှာတာဝန်တွေကိုနှစ်ဦးစလုံးခွဲဝေယူပြီးစီးပွားရေးအိမ်မှုကိစ္စကလေးပြုစုပြောထောင်မှုတွေကိုအတူတကွဆောင်ရွက်ရပါတယ်။နောက်တစ်ချက်ကတော့ချစ်ချင်းမေတ္တာကိုထိန်းသိမ်းခြင်းဖြစ်ပါတယ်။ချစ်ချင်းမေတ္တာဆိုတာစကားလုံးထဲမှာသာမကနေ့စဉ်အသက်တာတွေကတင်းငယ်တဲ့ဂရုစိုက်မှုတွေကနေတောင်ပြသနိုင်ပါတယ်။နောက်ဆုံးအနေနဲ့အတူတူဖြည့်ရှင်းနိုင်မှုပါပြဿနာတွေကိုတယောက်တည်းမဖြည့်ရှင်းဘဲအတူတူရင်ဆိုင်ပြီးဖြည့်ရှင်းနိုင်ဖို့ကြိုးစားရပါမယ်။ဒီအချက်တွေကိုလိုက်နာနိုင်မယ်ဆိုရင်ပိုပြီးတည်မြဲတဲ့ပိုပြီးပျော်ရွှင်တဲ့အိမ်အောင်ရေးတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။